တချို့တွေရှိရပေါ့နော်ဒီတစ်ဖက်မှာလည်းအိမ်ထောင်ရှိတယ်တာသမီရှိတယ်ဒီတစ်ဖက်မှာလည်းအိမ်ထောင်ရှိတယ်တာသမီရှိရပေါ့နော်အဲ့ဒါကိုမှဘာဖြစ်လို့သူတို့အချင်းချင်းဖောက်ပြန်ကြတာလည်းမသိဘူးပေါ့နော်ဖောက်ပြန်နေဆိုတာထက်တာရတယ်ပေါ့ဟုတ်ဘာဖြစ်လဲဆိုတော့သူတို့တွေကစားဘူးသွားပြီသူတို့ရဲ့ဒီတရားဝင်တွေကိုသူတို့စားဘူးသွားပြီတုံးဘူးဆွဲဘူးသွားပြီသူတို့ဤသွားပြီဆိုတဲ့အချိန်မှာသူများရဲ့ပစ္စည်းလေးတွေကိုသူတို့မျက်စောင်းလေးထိုးကျင်ကြလာတယ်ပြီးတော့ကလေးတယောက်ကိုခြိထားတဲ့ယောက်ျားတယောက်ကအရန် sexy ဖြစ်တယ်ဟုတ်အဲ့တော့ယောက်ျားတယောက်မှာကလေးကိုခြိထားတဲ့ယောက်ျားရဲ့ရေချိုးပြီးတော့မျက်နှာတုပ်ပါဘိုင်းလေးပတ်ထားတဲ့ဘိုက်ပူမပါဘူးเนาะဘိုက်ချက်နေတဲ့အဲယောက်ျားရဲ့ရေစက်တွေနဲ့လေအဲ့ဒါအရန်ကို sexy ဖြစ်တယ်ဒါအကောင်းပြောတာအဲ့တော့အဲ့လိုမျိုးနောက်ခွေးထိတ်တဲ့ယောက်ျားခွေးတွေနဲ့ဒီလမ်းလျှောက်လာတဲ့ယောက်ျားအရန် sexy ဖြစ်တယ်အဲ့၃မျိုးပေါ့เนาะဆိုတော့အဲ့ဒီလိုလူတွေကိုမိန်းမတွေကနေပြီးတော့ယောက်ျားရေခလေးချောင်းပို့ပေးပါအောင်ခလေးချောင်းပို့ပေးပါအောင်ခလေးချောင်းပို့ပေးပါအောင်မလာတော့မိန်းမတွေကမလိုက်လာတော့အဲ့မှာမှအမေတွေကလည်းရုံးသွားခံပြီးဖြစ်သိရမလားကိုယ့်ယောက်ျားမအားလို့ဖြစ်ခလေးလေးကိုအလှလေးပြင်းပြီးတော့သွားပြီးတော့ချောင်းပို့ရင်းနဲ့ချောင်းသားမိဘအချင်းချင်းပါဖြစ်လဲခင်သွားရောအဲ့ဒီကနေမှစကားလေးတွေပြောပြကြခလေးစာမေးပွဲဆောင်ရင်ခလေးကျူရှင်ကိစ္စမေးရင်ခလေးကောင်းခလေးတိုးတက်ဖို့အတွက်မေးနေခင်သွားရင်ကနေပြီးတာယာသွားလေအများကြီးရှိတယ်ဒါအများကြီးရှိတယ်နော်နောက်တစ်ခုကတက်ရှိတယ် group တွေဖွဲ့တာနော်အရင်တော့ចောင်းသားဟောင်း group တွေအသက်40ကျော်တွေဘာတွေမှာသူတို့က group ကြီးတွေဖွဲ့ပြီးဘယ်ចောင်းကသူများအသင်းဆိုပြီးအဖွဲ့ကြတဲ့အချိန်မှာဟိုးအရင်တော့ကိုယ့်အခန်းထဲမှာရှိတော့လပိန်လညောင်မကြိုက်မိတဲ့မိန်းမလေးပေါ့နော်အခုကျတော့အသက်40ကျော်မှလှအသက်30ကျော်မှယောက်ျားရပြီလှဟာကိုကတော့ကိုမိန်းမကြီးကအရင်တော့ဖလန်းမို့လို့ရွေးဖြူလိုက်တာပဲအခုခလေးတွေမွေးပြီးတော့ဝတည်ရမလားအရင်တော့ရုပ်ဆိုးတယ်ခေါင်းနဲ့မထည့်ထားတဲ့မိန်းမကအခုချိန်မှာလှလှအရင်တော့က queen တယောက်လိုမျိုးလှတယ်မိန်းမမို့လို့ယူလိုက်တာအခုကျတော့ဝလဲဝရောအဲ့ဒီမှာဘယ်လိုခေါ်မလဲဆရာကတော့ဘွဲတို့မိတ်ဆုပ်စားဘွဲတို့မှာပြန်တွေ့တဲ့အချိန်မှာရင်းနေခုံအသေးလေးတွေပေး like လေးတွေပေးနေ့ Facebook ကဘလောက်လဲဘာလဲ Viber မှာပြောရင်းနဲ့တာယာကုန်ကြကနေတဆင့်ပေါ့နော်ဖြစ်သွားကြရော